အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ ARD မြေရိုးကဘိုက်ကြီးတဲ့သေးရဲမှာလေးနီလာရဲ့အမုန်းကလေးစားကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဇာတ်လမ်းလေးမစတင်ခင်မှာတော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီး notification လေးနှိပ်ခဲ့ပေးပါဦးဗျဦးမိုးရဲ့နားထဲမှာအတိတ်ကစကားအတန်တွေကလူသက်သမားရေမင်းဘာလုပ်လိုက်တာလဲဆိုပြီးမကြာခဏပဲ့တင်တဲ့ကြားရပါတယ်။ဦးမိုးဟာအလောင်းရှာပွေသူတယောက်အနေနဲ့သူ့ရဲ့အလုံးမှာစိတ်ကူးမရင်နိုင်တဲ့အခြေအနေတွေကိုမကြာခဏကြုံတွေ့ခဲ့ရပေမဲ့ဒီအဖြစ်အပျက်တွေကတော့သူ့ရဲ့စိတ်ထဲမှာဘယ်တော့မှမေ့ပြောက်လို့မရတဲ့အမာရွတ်တစ်ခုလိုစွဲထင်နေခဲ့ပါတယ်။မြေဘေးကကြီးရွာလေးတစ်ရွာမှာတည်ဆုံးနေတဲ့အမျိုးသမီးတို့ရဲ့အလောင်းကိုရွာသားတွေတွေ့ရှိသွားခဲ့ပါတယ်။သူမဟာကိုဝန်အရက်မာနဲ့ဖြစ်ပြီးလေပင်ပေါက်အင်ဂျီနဲ့ရိုးရာထမင်းဟောင်းကိုဝစ်စင်လို့ထားပါတယ်။အလောင်းကိုတွေ့ရှိခဲ့တဲ့ရွာမှာတဦးသေးသောတုတ်တန်စာအုပ်ဖြစ်တဲ့ဦးပြုံးဟာအလောင်းကိုကြည့်ပြီးတပြင်းချလိုက်ပါတယ်။ဟာဘယ်ကနေမျောပါလာတာတော့ငါညီမလေးရဲ့သူပြီးသူရေရွတ်လိုက်ပါတယ်။အဲ့ဒီရွာမှာတော့လျှက်စစ်မီးလည်းမရှိဆက်သွယ်ရေးလည်းလုံးဝခက်ခဲနေတဲ့အချိန်မှာတော့ရွာသားတွေရဲ့ဗဇက်စကားအရာဒီမျိုးသမီးဟာနေယောက်ျားကစွန့်ပစ်ထားလို့စိတ်ပြက်အားငယ်ပြီးဒီမြေတဲကိုခုန်ချခဲ့တာဖြစ်နိုင်ကြောင်းသိရှိရပါတယ်ဒီဘက်မှာဆွေမျိုးမရှိရင်ဒီမှာပဲမိရှုတကြိုရတော့မှာပေါ့ကွာဆိုပြီးတော့ဦးပိုးပြုံးကဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့သူမဟာကိုဝင်တဲ့ဖြစ်တာကြောင့်ကလေးနဲ့မိခင်ကိုအနောင်ဖွဲ့ဖြတ်တဲ့အထူးနည်းနဲ့မိရှုတကြိုရမှာပဲဖြစ်ပါတယ်။ဦးကိုပြုံးဟာသူ့ရဲ့ဆရာသမားပေးထားတဲ့သုတ်တန်ခုနှစ်ခုမှာတန်မိုးများနဲ့ပြုတ်လုပ်ထားတဲ့ဓမြောင်ကိုယူဆောင်လာခဲ့ပါတယ်။ညရောက်တော့ဦးပြုံးနဲ့ဘုံကြီးကျောင်းသားဖိုးတုတ်တို့ဟာအလောင်းထားရာဘုံကြီးကျောင်းဝိုင်းကဇေယက်ကိုရောက်လို့လာခဲ့ပါတယ်။ဦးပြုံးကဓမြောင်ကိုမြောက်ထားလိုက်ပြီးမိခင်နဲ့ကလေးကိုချီနှောင်ထားတဲ့ပရိတ်ကျိုးကိုစတင်ပြတ်တောက်ဖို့ကြိုးစားခဲ့ပါတယ်။သူကမန်နန်တွေကိုရွတ်ဆိုနေပြီးတော့ဓမြောင်နဲ့ပရိတ်ကျိုးကိုခပ်ပြင်းပြင်းလေးခုတ်ချလိုက်ပါတယ်။ဒါပေမဲ့ဓမြောင်ဟာပရိတ်ကျိုးကိုတော့မပြတ်နိုင်ခဲ့ပါဘူး။ရုတ်တရက်ဆိုသလိုဦးဖိုးပြုံးဟာကြောက်လန့်တကြားနဲ့နောက်လှည့်ကြည့်လိုက်ပြီးဖိုးတုတ်ကိုလှမ်းကြည့်လိုက်ပါတယ်။ဖိုးတုတ်ဟာမျက်လုံးပြူပြီးကြောင်တောင်တောင်ဖြစ်နေခဲ့ပါတယ်။သူတို့နှစ်ယောက်စလုံးဟာအလောင်းရှိအောင်တပြိုင်တည်းပြန်လှည့်ကြည့်လိုက်တဲ့အခါမှာတော့နီလာရဲ့မျက်လုံးတွေကပွင့်လာပြီးသူမရဲ့ပါးစပ်တောင်စွန်းတွေကလည်းအပေါ်ကော့တက်သွားပြီးတော့လောင်ပြောင်ပြုံးရင်နေခဲ့ပါတယ်။ဟာလွတ်သွားပြီကလေးဝိညာဉ်ကလွတ်သွားပြီဆိုပြီးတော့ဦးကိုပြုံးတိုးတိုးလေးရေရွတ်လိုက်ပါတယ်။နီလာဟာကလေးဝိညာဉ်ကိုသူမရဲ့ခန္ဓာကိုယ်ကနေမခွဲခွာသွားနိုင်အောင်အစွမ်းကုန်စူးစမ်းနေတာကိုဦးကိုပြုံးချက်ချင်းသိလိုက်ပါတယ်။အဲ့ဒီညကစပြီးတော့အဲ့ဒီကျေးရွာမှာမြေကြီးကတိုက်စားပြီးမြေပြိုကျတာရွာသားတွေခဏခဏဖျားနာပြီးတိတ်ဆုံးတာတွေမကြာခဏဖြစ်ပွားလာခဲ့ပါတယ်။သူဖြင့်ကိုဝန်ဆောင်မျိုးသမီးတွေဟာမကြာခဏဆိုသလိုကိုဝင်ပြက်ကြပြီးတော့တိတ်ဆုံးခဲ့ရပါတယ်။ဒေသခံတွေကတော့ဒါဟာနီလာနဲ့သူမရဲ့ကိုဝင်ပြက်ချခဲ့တဲ့ကလေးဝိညာဉ်ရဲ့လက်စားချေမှုလို့ယုံကြည်လာကြပါတယ်။နီလာရဲ့မျက်လုံးများပွင့်လာပြီးပြုံးရည်နေသည်ကိုမြင်လိုက်ရတဲ့အခါမှာတော့ဦးကိုပြုံးဟာလည်းချက်ချင်းပင်ဓမြောင်ကိုနှစ်ဖူးအလဲတဲတဲတို့ထိပြီးမန်နန်များကိုရွတ်ဆိုမှုစတင်มาတော့တယ်။အဲ့ဒီအချိန်မှာနီလာရဲ့တဲ့ဟာပို၍ကျဲလောင်လာပြီးတော့ရွယ်ဆောင်လာကမျက်လုံးများကလည်းပိုးတုပ်ရှိရာကိုသူ့ဆိုင်ကြည့်နေပါတယ်။အဲ့ဒီချိန်မှာလေပြင်းတစ်ချက်ဝှေ့တိုက်လာပြီးစီမီကွက်တွေဖျောင်းနိုင်တဲ့အားလုံးကငိမ့်သွားပြီးတော့အမောင်တို့ကလည်းဖုံးလွှမ်းလို့သွားခဲ့ပါတယ်အလွန်ကြောက်မက်စရာကောင်းတဲ့အဲ့ဒီအချိန်ဒီမှာဦးဖိုးပြုံးကလည်းနီလာရဲ့ဝိညာဉ်ကိုထုံနှောင်ထားဖို့အတွက်မန်နန်များကိုအားရပါရရွတ်ဆိုနေခဲ့ပါတယ်ဝကြွေးတွေကုန်နေပြီအေးချမ်းစွာသွားပါတော့နီလာရဲ့ဦးစကားရဲ့အဆုံးတွင်ဦးဖိုးပြုံးကလည်းမန်နန်များကိုမှုန်သွင်းလိုက်ပြီးအရာအားလုံးကလည်းတိတ်ဆိတ်ငြိမ်သက်သွားပါတော့တယ်ဟုတ်တို့ဟဲ့ကောင်ဘိုးတုတ်ဦးကိုပြုံးဟာမျက်နှာပျော့ပျော့နဲ့နှကမ်းများတုံနေတဲ့ဘိုးတုတ်ကိုလှုံနှိုးလိုက်ပါတယ်။သူကဘိုးတုတ်ကိုနီလာရဲ့လက်ဖဝါးနဲ့ခြေထောက်တွေကိုကျုပ်တုတ်ခိုင်းပြီးတော့မိတဲ့ကြုံမဲ့ပုံစံပြင်ဆင်ခိုင်းနေပါတယ်။မိရှုဖို့အတွက်ပြင်ဆင်နေချိန်မှာပဲရွာသားတို့ဟာအလောတကြီးနဲ့ပြေးဝင်လာပြီးတော့တားဆီးခဲ့ပါတယ်။ဟာဦးကိုပြုံးနေပါဦးမီးမရှို့ပါနဲ့အောင်
ကျွန်တော်တို့ဒီမက်နီလာရဲ့ခင်မွန်းဘက်ကဆွေမျိုးတွေကိုအဆက်အသွယ်ရပြီ4-5ရက်နေလာခေါ်မယ်တဲ့ဦးကိုပြုံးရေဦးအတန်ကိုကြားလိုက်တဲ့အခါမှာတော့ဦးပြုံးကလည်းနီလာရဲ့အလောင်းနဲ့ကလေးနတ်ရုပ်တွေကိုဘုန်းကြီးကျောင်းနောက်ဖက်မှာခွဲပြီးတော့တင်ဆဲဖို့အတွက်သုံးပြလိုက်ပါတယ်နေ့ရက်ကြာတဲ့အခါမှာတော့ဘုန်းကြီးကျောင်းမှာရွာသားတအုပ်ရဲ့ဇာပနာပြုလုပ်နေပါတယ်တရားနာတဲ့ချိန်မှာတော့ပိုးတို့ဟာဇေယျပေါ်မှာထိုင်နေရင်းနဲ့အပေါ်မျက်နှာချက်ကိုမတော်တဆကြည့်မိသွားခဲ့ပါတယ်။အဲ့ဒီချိန်မှာအနက်ရောင်ရည်တွေကလည်းတစ်စက်ကြာဆင်းနေတဲ့အဟာကိုရုတ်တရက်တွေ့ခဲ့ပါတယ်။သူဟာလက်ဖြင့်တူးကြည့်လိုက်တဲ့အခါမှာတော့အော့အန်ဂျင်စရာကောင်းလောက်အောင်နန်စော်နေတဲ့အနံ့ကိုရလိုက်ပါတယ်။တရဲနီလာဖြိုးဘိုးတို့လည်းညှိုးထိုးပြရနေရသို့လူတိုင်းမောကြည့်လိုက်တဲ့ခါမှာတော့နီလာတရေဟာမျက်နှာချက်အပေါ်မှာရှိတဲ့တန်းပေါ်မှာခြေထောက်တွေချပြီးတော့ထိုင်နေတာကိုမြင်တွေ့လိုက်ရပါတယ်။ဘုန်းကြီးတွေနဲ့ရွာသူရွာသားတွေအားလုံးဟာထိတ်လန့်တကြားနဲ့ဇေယျပေါ်ကနေဆင်းပြေးကုန်ကြပါတယ်။ဖူပြုံးရဲ့ရှစ်တက်မှာတော့ကြောင်လန့်တုံးကြီးဟာအောက်ကိုငိုပြီးတောင်းပန်ပါတယ်ကျွန်တော်တောင်းပန်ပါတယ်ဆိုပြီးတွတ်ရေရွတ်နေတဲ့ဘိုးတို့ကိုလှုံနှိုးလိုက်ပါတယ်။ဟဲ့ကောင်ဘိုးတို့ဟေ့အောင်မင်းဘာတွေဖြစ်နေရလဲဟာဘိုးတို့ကလည်းအတန်တုံးရီစာဖြင့်ဝန်ခံလိုက်ပါတယ်ဦးလေးရေကျွန်တော်လှုပ်တာပါနီလာရဲ့ဘိုက်ထဲဟာကလေးဟာလွတ်သွားတာကျွန်တော်ကြောင့်ပါဘာကွာမင်းဘာပြောလိုက်တာလဲဦးပိုးပြုံးကလည်းအလွန်အမင်းတုံလှုပ်သွားပါတယ်သူအပေါ်ကိုရုတ်တရက်ပြန်ကြည့်လိုက်တော့နီလာတရေကိုမတွေ့ရတော့ပါဘူးနောက်တနေ့မှာတော့ဦးကိုပြုံးဟာကြောက်လန့်တုံရီနေဆဲဖြစ်တဲ့ဖိုးတုတ်ဟာမန်နန်ရီချိုးခြင်းအစီအစဉ်ကိုပြုလုပ်ပေးခဲ့ပါတယ်။အဲ့လိုလုပ်တဲ့အခါမှာဖိုးတုတ်ဟာလည်းသူ့ရဲ့လှုပ်ဝက်ချက်ကိုဝန်ခံခဲ့ပါတယ်။ဦးလေးရေအဲ့ဒီနေ့ကကျွန်တော်စိတ်အချင်ပေါက်ပြီးတော့နီလာရဲ့ဝမ်းပိုက်ကိုလက်နဲ့ဖိနှိပ်ခဲ့မိပါတယ်ဦးလေး။အဲ့ဒီခါမှာကလေးကလည်းရှော့ကြလာတော့ကြောက်လန့်ပြီးတော့ဦးလေးကိုကျွန်တော်လိန်ပြောလိုက်ရတာပါကိုဝင်းသေးကိုတေဆုံးပြီးရဲ့နောက်မှာစနောက်ပြီးတော့ဖိနှိပ်မိရာကကလေးဝိညာဉ်လွတ်မြောက်သွားရခြင်းပဲဖြစ်ပါတယ်ကိုဝင်းသေးအသေးဖြစ်နေတော့နီလာရဲ့ကြောက်မက်ဖွယ်ရာသတင်းများဟာလည်းရွာသူရွာသားတွေအကြားပြန့်နှံ့သွားပြီးတော့အားလုံးကလည်းထိတ်လန့်နေခဲ့ကြပါတယ်အဲ့ဒီညမှာပဲဦးဖိုးပြုံးဟာအိမ်ပေါ်မှာမန်နေနဲ့ရွတ်ဖက်ပူဇော်နေစဉ်ခွေးအောင်တန်များကလည်းခဝေးဝေးမှလိုက်လာသည်ကိုကြားလိုက်ရပါတယ်။သူဟာဗျတဲ့မောက်ကိုချောင်းကြည့်လိုက်တဲ့ခါမှာတော့ကလေးငိုတန်ကိုရောပါကြားလိုက်ရပါတယ်။သူ့ရဲ့အိမ်ထဲမှာရှိတဲ့နီလာကလေးရဲ့နတ်ရုပ်ဟာလည်းပြုတ်ကျပြီးတော့ကွဲသွားခဲ့ပါတယ်။ပြီးတော့ဦးပိုးပြုံးဟာခြေရငယ်လေးတွေတကားစီကိုရှောက်သွားနေတာကိုမြင်လိုက်ရပါတယ်။သူတကားကိုပွင့်လိုက်တဲ့အချိန်မှာတော့အပြင်ဘက်မှာနီလာတရဲနဲ့သူမရဲ့သားငယ်ကိုရင်ဝင်ထဲကိုပိုက်ပြီးတော့ရက်နေပြီးအေးဆေးတည်ငြိမ်စွာရှောက်သွားနေတာကိုတွေ့ရပါတယ်။ဦးဖိုးပြုံးဟာမိခင်နဲ့ကလေးကိုဖျက်တောက်ရန်အတွက်မန်နန်များဖြင့်စူးစမ်းခဲ့တော့လေမိခင်မြတ်တာရဲ့ဆွဲလန်းအားနဲ့အညိုးတွေကိုမခွဲခြားနိုင်ခဲ့ကြောင်းနားလည်လိုက်ရပါတော့တယ်။ကိုအဖြစ်ပြက်တွေဖြစ်ပွားပြီးတပတ်လောက်ကြာမှာတော့ဖိုးတုတ်ဟာတည်ဆုံးသွားကြောင်းလူအများသိရှိလိုက်ရပါတယ်။သူ့ရဲ့တည်ဆုံးတဲ့အကြောင်းရင်းမှာနီလာတရေလက်စားချေမှုဖြစ်သည်ကိုသိကြနေပါတယ်လို့ဆိုပါတယ်။ဘာကြောင့်လဲဆိုတော့ဖိုးတုတ်ရဲ့ဝမ်းပိုက်ပေါ်မှာခြေရာတစ်ခုခက်ပြင်းပြင်းနင်းထားတဲ့အမှတ်သားကိုတွေ့ရှိခဲ့ရလို့ပဲဖြစ်ပါတယ်။အဲ့ဒီအကြောင်းကိုတရွာလုံးပြန့်နှံ့သွားခဲ့ပြီးလူအများကလည်းနီလာတရေဟာသူ့ရဲ့ကလေးကိုပိုက်ပြီးတော့မြေကမ်းဘေးမှာရက်နေတဲ့ဟာမြင်တွေ့နေရဆဲဖြစ်တယ်လို့ပြောဆိုကြပါတယ်ဒီလိုနဲ့ပဲဇလန်းလေးဟာဒီမှာပဲအဆုံးသတ်လို့သွားခဲ့ပါတယ်ကြီးစုအားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ